မင်္ဂလာပါရှင်။အိုမန်ရဲ့အရေးကြီးဆုံး law တစ်ခုကိုဒီဗီဒီယိုလေးနဲ့လာပြီးသတိပေးရဖြစ်ပါတယ်။များသောအားဖြင့် social media ကိုအလွန်ကျွံသုံးဆွဲကြသောညီမလေးတွေအတွက်ဒီဗီဒီယိုလေးကရည်ရွယ်ပါတယ်နော်။သတိပေးခြင်းဖြစ်ပါတယ်။ TikTok မှာ live လွှင့်ကြတဲ့သူတွေနောက်ပြီးလို့ရှိရင် TikTok ပေါ်မှာကိုယ့်ရဲ့တထေးရဲ့အခန်းဒီမှာပေါ့နော်ဓာတ်ပုံရိုက်ကြတဲ့သူတွေဗီဒီယိုတင်ကြတဲ့သူတွေပြီးရင်တထေးတွေရဲ့ကလေးတွေနဲ့တူတွဲဆော့တဲ့သူတွေ live ထဲမှာကလေးတွေကိုထည့်ပြီးတော့ပေါ့နော် live လွှင့်တဲ့သူတွေနောက်ပြီးလို့ရှိရင်အဖိုးသုံးမို့အဖွားဒီတစုံတစ်ယောက်ပေါ့နော်လူပုဂ္ဂိုလ်တစုံတစ်ယောက်ရဲ့ပုံကိုဒီ live မှာလွှင့်ထားတာတွေနောက်ပြီးလို့ရှိရင်ဗီဒီယိုတင်တာတွေ TikTok မှာပေါ့နော်ပြီးလို့ရှိရင်ဓာတ်ပုံတွေရိုက်ပြီးတော့ Facebook မှာတင်တာတွေအဲ့ဒီဥစ္စာတွေအတွက်ကိုlaw တစ်ခုရှိပါတယ်အဲ့ law ကအရန်ကိုမှကြီးလေးတဲ့အပြစ်ဖြစ်ပါတယ်เนาะဘာဖြစ်လို့လဲဆိုတော့ Asian တွေကခွင့်ပြုတဲ့သဘောကောင်းနေဆိုရင်တော့ပြဿနာမရှိဘူးဒါပေမဲ့ Asian တွေကနေပြီးတော့ဗောနော်ကိုကိုမကျေနပ်တဲ့အချိန်မကျေနပ်ဘူးကိုကိုတခုပြဿနာရှာခြင်းတဲ့အချိန်မျိုးဆိုလို့ရှိရင်ဒါတွေဒီကိုအတွက်အပြစ်ဖြစ်ပါတယ်ဒါတွေဒီတရားစွဲလို့ရပါတယ်เนาะသိအောင်ပြောပြတာပါတီရှယ်တို့နဲ့သွားတဲ့ကလေးတွေပဲဖြစ်မသွားတဲ့ကလေးတွေပဲဖြစ်အဲ့ဒီဥစ္စာကိုအင်မတန်အရေးကြီးပါတယ်ကြီးလေးတဲ့ပြစ်မှုပြစ်ဒဏ်ဖြစ်ပါတယ်ပေါ့နော်အခု Asian အိမ်ရဲ့ location share ခြင်းနောက်ပြီးလို့ရှိရင် Asian အိမ်ရဲ့အိမ်မှာချိတ်ထားတဲ့ဓာတ်ပုံတွေပြီးလို့ရှိရင် Asian အိမ်ရဲ့အိမ်မှာချိတ်ထားတဲ့မြည်သည့်စာတမ်းမဆိုပေါ့နော်အဲ့ဒါတွေကိုရိုက်ပြခွင့် live လွှင့်ခွင့်ဗီဒီယိုတင်ခွင့်ဓာတ်ပုံတင်ခွင့်လုံးဝမရှိပါဘူးတကယ်လို့မြန် Asian ကမကျေနပ်လို့ပေါ့နော်ဒီလိုဓာတ်ပုံတွေတင်တာတွေဓာတ်ပုံဗီဒီယိုတင်တာတွေကလေးတွေဓာတ်ပုံတင်တာတွေဒါတွေအတွက်ကိုတရားစွဲလို့ရပါတယ်အဲ့တရားစွဲခြင်းရဲ့အပြစ်ကဘာလဲဆိုလို့ရှိရင်အနည်းဆုံးထောင်ဒဏ်3နှစ်နဲ့အိုမန်ရီယန်9000ရော်ကြေးပေးရတယ်ပေါ့နော်ပြစ်ဒဏ်ကြခံရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင် TikTok ဆော့ကျင်နေဆိုလို့ရှိရင်ဒီမှာတစ်ချက်ပြမယ်နော်ဒီလိုမျိုးလေးပေါ့နောက်မှာဘာမှမရှိတဲ့နေရာမျိုးပေါ့ဒီလိုမျိုးပေါ့ဆော့ကျင်တယ်ဒီလိုမျိုးဆော့လို့ရပါတယ်ရှင်เนาะကိုက TikTok ဆော့ဖို့သွားတာမဟုတ်ပါဘူးနိုင်ငံခြားကိုသွားပြီးတော့အိမ်လို့သွားလို့တာဖြစ်တဲ့အတွက်ကိုအိမ်လို့ကိုပြောင်းလဲတန့်စင်သွားပြီးဆိုရင်ကိုကကိုနားစရာရှိရနားပါမယ်စားစရာရှိရစားပါမယ်လိုအပ်တဲ့အင်္ဂလိပ်စကားလေးတွေကိုလေ့လာပါမယ်အာရဗီစကားလေးတွေကိုကိုဒီမှာအဆင်ပြေအောင်လေ့လာပါမယ်ကျန်တဲ့ဥစ္စာတွေကိုလှုပ်ဖို့အတွက်ကိုမစင်စားပါနဲ့เนาะဒါကတော့လှုပ်ချင်တဲ့ပါဆိုရင်လည်းဆက်လှုပ်ကြပါကျမကတော့သတိပေးတဲ့အကျင့်ရှိတဲ့အတွက်ကြောင့်မလို့သတိပေးခြင်းဖြစ်ပါတယ်အခုကျမရဲ့တတိယကျမကိုလှမ်းပြီးပြောတဲ့အတွက်ကြောင့်မလို့ကျမကလေးတွေကိုသတိပေးရင်းနဲ့လေတခြားကလေးတွေလည်းဒီလိုမျိုးပေါ့နော်အဖြစ်ဆိုမျိုးတွေမဖြစ်အောင်လို့တချို့ကလေးတွေအဲ့လိုထောင်ကြတဲ့ကလေးရှိလို့ပါနော်အဲ့ဒါလေးသတိပေးချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်အိုမန်နိုင်ငံမှာလှုပ်နေတဲ့မြန်မာမိန်းကလေးတအူးအကြောင်းကိုအခုသတင်းတွေပြန့်နေတယ် line ပေါ်မှာ Facebook ပေါ်မှာရော Instagram တွေမှာရော TikTok တွေမှာရောကွန်တော်ပြန့်နေပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်9လပိုင်း30တင်းနဲ့ပေါ့နော်ပြောမယ်ဆိုရင်မြန်မာမှာတည်းသူတိတ်ပြီးကျမ်းမိုင်မကောင်းထင်တယ်ကျမ်းမိုင်မကောင်းတော့သူခဏနားနေပေါ့နော်အဲ့အချိန်မှာသူထိန်းရကလေးကအတအားဖြင့်ဆိုရင်9နှစ်10နှစ်အရွယ်ကောင်မလေးရှိမယ်အဲ့ကောင်မလေးကလာပြီးတော့ပြောမယ်ဆိုသူတို့ရှင်းဆိုရင်တော့ဒါပေမဲ့ကူပေးရပေါ့နော်နင်နားနေငါလောက်လိုက်မယ်ကလေးလေးတိတ်တက်တယ်ပေါ့နော်ရှစ်တက်တော့အဲ့လိုမျိုးတွေကူပေးရပေါ့နော်မိဘူးတွေတိုက်ပေးဝတ်တွေခောက်ပေးတယ်အဲ့ဒါကိုသူကတော့သူအေးစင်းမနေဘူးနော်ဗီဒီယိုတွားရိုက်တယ်ဗီဒီယိုတွားရိုက်ပြီးတော့ line မော်တင်လိုက်တယ်9လပိုင်း30တင်းမှာသူအဲ့လိုတင်လိုက်အဲ့လိုတင်လိုက်သူ့ရဲ့ကောက်က private မဟုတ်တဲ့အတွက်ဒီနိုင်ငံကလူတွေအကုန်တွေ့သွားကြတယ်တော်တော်များများတွေ့သွားတော့အောက်မှာ mention တွေလုပ်တာ comment တွေမှန်တယ်သူရဲစခန်းကိုလည်း mention တွေခေါ်ပြီးတော့ပေါ့နော်အဲ့လိုဒီဥစ္စာကိုရဲစခန်းထိရောက်အောင်လို့ပေါ့နော်ဒီသတင်းကိုသူတို့တင်ကြတယ်ပြီးလို့ရှိရင်အဲ့ဒီကမဒန်တွေဘယ်ရောက်သွားလဲဒီလိုလုပ်တဲ့ဥစ္စာကိုတတိရောက်လေရွေးယူပေးပါအဲ့လိုပဲ9လပိုင်း30တင်းနေပြီးသွားမလားဆိုတော့မပြီးသေးဘူးနောက်တော့ထပ်ကြည့်လိုက်တော့10လပိုင်း3ရက်နေ့မှာတခါထပ်တင်ထားတယ်ကလေးလေးကမိဖို့တွေမှာသွားပြီးတော့ပကံအုတ်ခွက်တွေအများကြီးပဲတော့ဆေးကူနေဆေးတဲ့ဥစ္စာကိုဗီဒီယိုတော့ရိုက်ပြီးတော့သွားပြီးတော့ဗမာတရှင်းလေးနဲ့တော့ဗီဒီယိုရိုက်ပြီးတော့တော့တင်လိုက်သေးတယ်တခါအဲ့ဒါထပ်ပြီးတင်တော့အခု TikTok ရော Instagram ရော Facebook ရောအဲ့သုံးခုလုံးမှာအဲ့တဲ့တင်ကပြန့်နှံ့နေပေါ့နော်ဒီမိန်းကလေးပုံနဲ့ဒီလိုတင်ထားတဲ့ဟို TikTok တွေတက်နေအောက်မှာလည်းစာတွေပါတယ်သူတို့ဒီလိုဆိုရင်လည်းတိရောက်လေရွေးယူပေးကြပါရဲကိုလည်းတိုင်ဖို့အတွက်ရဲတွေကိုလည်း mention ခေါ်ထားရဲစကန်တွေလည်း mention ခေါ်ထားတယ်ပြီးလို့ရှိရင်သူဆိုရင်အဲ့လိုလုပ်လို့ရှိရင်အနည်းဆုံးထောင်နဲ့9နှစ်ထိကြာခံနိုင်တယ်နော်ထောင်နဲ့9နှစ်sorry ထောင်နဲ့3နှစ်ပတ်စံ9000အိုမန်ငွေ9000ရောရနိုင်တယ်နော်အခုတော့ဘလို့ရှင်နေဖြစ်သွားရလေတော့မသိသေးဘူးပေါ့နော်သတင်းတွေကြားတာတော့အဲ့ပြီးတော့သူ10လပိုင်း10ရက်နေလားအဲ့လောက်ကသူထပ်တင်ထားတယ်ဖုန်းသိမ်းထားလို့တော့တင်ထားတယ်ဖြစ်ရှင်တော့ဘာဖြစ်လဲအဓိကချက်ကအဲ့ဒီကလေးလေးအလုတ်လုတ်တဲ့ပုံနှစ်ပုံကview များတယ်
view လည်းများတယ် like တွေလည်းများအဲ့ဒါကို तू ကသဘောကျပြီးတော့ထင်ပါတယ်ပင်အောင်သွားထောက်ထားလိုက်သေးတယ်အဲ့နှစ်ပုံလုံးပင်ထောက်ထားတယ်တလားကိုဆိုဟိုတလောကကိုလေအဲ့လိုမျိုးတထေးမကိုပို့ပြီးတော့ခလေးပုံတွေကို Facebook ပေါ်တင်လိုက်တာအမှန်ကို Facebook ဆိုလို့ရှိရင်ကိုက private ကို only မိနေပေါ့နော် private အဲ့လိုမျိုးကိုအကောက်ပဲကိုပေါင်းတင်တော့ပဲကိုတီးဖို့ထားလောက်ထားတာအမှမေ့ပြီးတော့ Instagram တော့ပုတ်ထား Instagram မှာကျတော့အဲ့လိုမျိုး public အဲ့လိုကုန်ကြိုက်တဲ့လူကြည့်ဆိုပြီးလောက်ထားတာအဲ့ဒါအကုန်လုံးတွေကတထေးမတော့ပြောလို့တထေးမတော့ကိုအဲ့လိုမတင်ပါနဲ့သူ့အိမ်ပုံတွေလည်းမတင်ပါနဲ့တော့ကိုသတိပေးထားပါတော့အဲ့ဒါကိုတော့ကြောက်သွားတယ်အမှန်တော့ကိုရှစ်လို့ဆိုတင်တာမှန်တယ်ကိုရှစ်လို့တင်တာဆိုမှန်တယ်တင်ဖို့မလိုအပ်ဘူးသူတို့နိုင်ငံကဒီလိုတင်ဖို့နာအတွက်တင်းတင်းကြပ်ကြပ်ကိုတားမြစ်ထားတယ်ခလေးပုံအိမ်ပုံသူတို့ရုပ်ပုံတွေဘာလို့ဘာမှမလဲစောရင်တော့ခန်းထဲမှာပဲစောတယ်နားလည်မှုရှိအောင်မအဲ့ဒီလိုမျိုးမတင်ပါနဲ့တရှင်ချင်းပြဿနာတက်လို့ရှင်သူတို့အကုန်အစားနာအကုန်ဖုံးအကုန်ဖော်ပြီးတော့သူတို့လုံအဲ့ဒါကြောင့်မို့တတိလေးနဲ့နေကြပါကိုဖြင့်ကိုခန်းမှာဘယ်သူမှလာပြီးတော့ကိုဖကေပေါ့တော့ပြောလို့မရဘူးသူတို့နိုင်ငံအကြီးတော့အကြီးလေးဆုံးပြည်ထဲမှာခလေးနဲ့ပတ်သက်တာဆိုလို့ရှင်သူတို့ကလုံးဝခွင့်မလို့ဘူးကျန်တာနဲ့သာခွင့်လို့ခလေးနဲ့ပတ်သက်ခွင့်မလို့ဘူးအားကြောင့်မလို့နော်အဲ့လိုပြောချင်တာပါသူ့ကိုလေအခုဆိုကိုတော့ comment တွေတော့မှန်တယ်နော်ပြန်ဖြတ်လိုက်ပါသူအခုချိန်ကျော်မဖြတ်သေးဘူးခွန်လာပဲ30ရက်နေ့တည်းဟာအခုဆိုချင်း8လပဲ20လောက်ပြည့်နေသူမဖြတ်သေးဘူးတလားအခုမှအဲ့ဒါရလဲဟိုသူတို့နိုင်ငံလူတွေ mention တွေခေါ် comment တွေအများကြီးအားတက်လာမှာသတင်းတွေအကုန်လုံး yes ခမ်းပါသတင်းကပြန့်နေပြီအိုမန်ဆိုခါမှာလေမြန်မာအိမ်အကူတယောက်ကနေပြီးတော့ဘင်္ဂလားကောင်နဲ့နော်အိမ်ရှင်ရဲ့အိမ်ထဲကိုခေါ်ပြီးတော့ပတ်စံယူပြီးတော့အဲ့ဒီတကူကူစီးတာဘင်္ဂလားကောင်ကသူ့ကိုပတ်စံပေးတယ်လို့ပြောတယ်နော်အဲ့ဒီအကြောင်းပြောပြမယ်လာဆဆုမပူတို့ရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့သာနေရာယူလိုက်တော့နော်ဒီသတင်းကအဲ့ဒီအိုမန်မှာအလုံးလုံးနေတဲ့မြန်မာအမားတယောက်ကပဲပြန်လာပြီးတော့ပြောပြပေးတာဘယ်လိုလဲဆိုလို့ရှိရင်သူနဲ့၄အိမ်၅အိမ်ကျော်လောက်မှာအဲ့ဒီဘက်မှာဆိုလို့ရှိရင်လည်းမြန်မာတွေရှိတယ်တရက်ကြတော့သူတို့ဒီအပြင်ကိုသွားနေကြတော့မှတထေးတွေကလည်းမျက်စိပြက်မျက်နှာပြက်နဲ့အဲ့လိုမျိုးပြဿနာတွေဖြစ်လို့ဆိုပြီးအခါကျတော့ဘာအကြောင်းကိစ္စကိုမှသူ့ကိုတောင်မှမပြောတဲ့တထေးကနေပြီးတော့မှပြန်ပြီးတော့ပြောပြတယ်ဒီလိုဖြစ်လို့ဆိုပြီးအဲ့နဲ့ तू ကလည်းပြောချင်တော့လည်းမယုံသေးဘူးတခြားအိမ်သားလေးမှာရှိတဲ့တခြားအိမ်အကူမြန်မာတွေကိုမေးကြည့်တဲ့အခါကျတော့လုံးဝကိုမှဟုတ်တယ်ကဲအဲ့ဒီတော့ဘယ်လိုဖြစ်စဉ်လဲဆိုတာဟာကိုပြောပြမယ်ဒီအိမ်အကူမြန်မာအိမ်အကူလောက်တဲ့အိမ်သားလေးမှာစောက်လုပ်ရေးတွေရှိတယ်စောက်လုပ်ရေးတွေကလည်းအကြာကြီးပဲလောက်တာအဲ့စောက်လုပ်ရေးလုပ်ငန်းတွေမှာလုပ်နေတဲ့ဘင်္ဂလားကောင်တွေနော်အဲ့ဒီဘင်္ဂလားကောင်တွေကို तू ကအိမ်ထဲကိုလည်းခေါ်သွင်းပြီးတဲ့ခါကျတော့အဲ့ဒီမှာလည်းတကူကူလည်းစီးတယ်တကူကူစီးပြီးတဲ့အဟာကိုအဲ့ဒီဘင်္ဂလားကောင်စီကနေပြီးတော့ तू ကပတ်စံယူတာဘလို့အချိန်တွေမှာလောက်တယ်လဲဆိုလို့ရှိရင်ညတထေးတွေအိတ်နေတဲ့အချိန်ပေါ့လေအိမ်ရှင်တွေအိတ်နေတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ကိစ္စတွေကိုဖြစ်ကြတာဖြစ်ပြီးတဲ့ခါကျသူ့ကိုအဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီသူတို့ခုနကအမပြောတဲ့နေ့မှာပဲဖမ်းသွားကြတာဒီအမဆိုလို့ရှိရင်ရှက်လုံးလုံးတထေးမျက်နှာတောင်မှလည်းမကြည့်ရဲဘူးတဲ့နော်အဲ့ဒါကြောင့်မလို့လူတဦးတယောက်အခုတရားဆိုလို့ရှိရင်အဖဥပဒုရဲ့တမိတော့ဘဒုရဲ့တမိဆိုပြီးတော့နာမည်တက်မှာမဟုတ်ဘဲနဲ့မြန်မာပြည်ကလာတဲ့မြန်မာအိမ်အကူကဒီလိုအလုံမျိုးလောက်တယ်ဆိုလို့ရှိရင်ကိုတဦးတယောက်ကြောင့်မလို့ငခုံးမတကောင်ကြောင့်မလို့တလေလုံးပုတ်သွားတာเนาะဒီလိုအနက်မအော်ပဲအဲ့ဒါကြောင့်မလို့သူများတွေဆိုလို့ရှိရင်လည်းလောက်ကွက်ပြောက်တယ်လောက်စားစရာပြောက်တယ်ဟောမြန်မာတွေဆိုလို့ရှိရင်ဒီလိုဖော့ကဇာရိတ်တရှိပါသလားဆိုပြီးတဲ့အခါကျလူတွေကလည်းရှင်တို့ဘယ်သူမှခေါ်ကြမှာမဟုတ်ဘူးအဲ့ဒါပြီးတော့ဒီအိုမန်လို့ဒီလိုဒူဘိုင်းလို့အဲ့လိုမျိုးနိုင်ငံတွေမှာဆိုလို့ရှိရင်သူတို့ရဲ့ဘာသာရေးအရာယောက်ျားမရှိတဲ့အပြိုတယောက်ကနော်ဒီ single မိန်းမတယောက်ကအဲ့လိုမျိုးလိန်ဆက်ဆန်လို့မရဘူးအဲ့ဒါဘာသာရေးအရာလည်းအပြင်းမြောက်တယ်သူတို့ဘာသာရေးအရာအဲ့ဒါအပြင်ကမှရှင်တို့ကပတ်စံယူပြီးတော့လောက်တယ်ဆိုလို့ရှိရင်ပြေးတစားမှုလည်းမြောက်တယ်နောက်ထပ်တမှုနော်အဲ့ဒါပြီးတော့နောက်ထပ်သူများသစိမ်းကိုသူတို့အိမ်ထဲခေါ်သွင်းလိုက်ခြင်းအပြင်တခိုးလမ်းပြလောက်တာနော်တခိုးလမ်းပြလောက်တဲ့အပြင်ကိုပိုင်နဲ့ကျူးလွန်မှုလည်းမြောက်တယ်နော်နောက်တစ်ခုထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တထေးတွေကဒီအလုတ်နဲ့လာပါခိုင်းပါတယ်လို့ခေါ်ထားတယ်ဆိုလို့ရှိရင်ဥပမာအိမ်အကူပတ်စ်နဲ့နေတယ်အိမ်အကူဗီဇာနဲ့နေတယ်ဆိုလို့ရှိရင်တခြားအလုတ်တွေကိုလုပ်လို့မရဘူးเนาะစားတောက်ဆိုင်အလုတ်နဲ့လာတယ်စားတောက်ဆိုင်ဗီဇာနဲ့လာတယ်ဆိုလို့ရှိရင်တခြားဟာတွေလုပ်လို့မရအောင်အဲ့ဒီအတွက်အဲ့ဒီကလည်းအပြစ်မြောက်တယ်အဲ့ဒါကြောင့်မလို့ဘယ်နိုင်ငံမှာပဲနေဘယ်နိုင်ငံကိုပဲသွားဘာကိုပဲလုပ်เนาะကိုနေတဲ့နေရာကိုလုပ်တဲ့အလုတ်ကိုတရားဝင်တိတိကျကျတူတူပပသိအောင်လုပ်ရတယ်အဲ့ဒါကြောင့်မှလူတိုင်းလုပ်ငန်းကိုင်ငန်းတွေအတွက်အစင်ပြေမှာဒီလိုမျိုးတွေပတ်စံအချောင်များတဲ့အချိန်မှာအချောင်စားနဲ့အချောင်အလုပ်တွေကိုလုပ်နေတယ်ဆိုလို့ရှိရင်ရှင်တို့လည်းတက်လုံးကျွံဘွားနေလဲတက်မှာမဟုတ်ဒီလူမျိုးတွေအကုန်လုံးဒီဟာတွေအကုန်လုံးကလည်းအဲ့လိုဟာတွေလို့ပဲလူတိုင်းကတတ်မှတ်ခြင်းကိုခံရမှာဒါကြောင့်မလို့ငခုံးမတကောင်ကြောင့်မလို့တလေလုံးမပုတ်ရအောင်လို့ရှင်တို့ကိုယ့်ရဲ့စံနာတွေကိုယ့်ရဲ့လောဘတွေကိုတိတ်ခါနဲ့ထိန်းကြလို့ပြောတာဒါပဲနောက်ပြီးတော့ပြန်တွေ့ကြမယ်